English program မှာကျွန်တော်တို့ level အခု6 level တိရှိရပါတော့ဒီလုံးဝ starter ပေါ့နော်အစအနေလုံးဝဘာမှEnglish နဲ့အတိအတွေ့မရှိဘူးဒါမှမဟုတ်နည်းနည်းပဲအတိအတွေ့ရှိဘူးလေဆိုလို့ရှိရင်စလို့ရတဲ့ level ပေါ့နော် A1 starter ကနေ advanced ထိသွားတဲ့ C1 level ထိပေါ့ကျွန်တော်တို့ level အစုံရှိတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Tyson ပါလက်ရှိ ANA မှာ academic advisor အနေနဲ့ဒီ curriculum development အပိုင်းနဲ့ဒီသင်ကြားရေး improvement အပိုင်းတွေမှာကျွန်တော်ပါဝင်လုပ်ဆောင်နေပါတယ်ANA ကတော့အဓိကဒီလူငယ်တွေအတွက်လိုအပ်တဲ့ skills တွေကိုသင်ကြားဖို့ကျွန်တော်စပြီးတော့ဒီထောင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ program တွေဆိုလို့ရှိရင်ဒီလုပ်ငန်းခွင်မှာအသုံးဝင်မဲ့ဒီ computer program တို့ financial program တို့ဒီအပြင်ဒီပညာရေးဆက်သွားမယ်ဆိုလို့ရှိရင်လည်း language အဓိကလိုအပ်တာဖြစ်တာကြောင့်မလို့ပေါ့နော် English program တွေကျွန်တော်တို့ဒီမှာရှိပါတယ်အဓိကကတော့ဒီလူငယ်တွေကိုတကယ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ကျွန်တော်တို့ထီအောင်မှုရှိအောင်ပြီးလို့ရှိရင်ဒီလက်ရှိအခြေအနေတွေနဲ့လှုပ်ရှားလို့ရအောင်ပေါ့နော် online internet မရတဲ့နေရာတွေခဏပဲရရဆိုလို့ရှိရင်လည်းအဆင်ပြေအောင်ကျွန်တော်တို့ program တွေ design ဆွဲထားပါတယ်ကျွန်တော်ဈေးနှုန်းနဲ့လည်းအဆင်ပြေအောင်အားလုံးလည်းဒီတက်နိုင်တဲ့ပမာဏဖြစ်အောင်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီပေးပြီးတက်တဲ့အခါမှာကိုယ့်အတွက်တကယ်ဟိုမှာလက်တွေ့အသုံးချလို့ရတဲ့ skills တွေကြံအောင်ကျွန်တော်တို့အဓိကတော့အဲ့ဒီဟာ focus ထားပြီးတော့တွားထားပါတယ်ကျွန်တော်တို့လက်ရှိဒီ program 3ခုမှာကျွန်တော်အခု English program အကြောင်းနည်းနည်းလေးပို့ပြီးတော့ပြောပြမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအခုက English program focus ထားပြီးတော့ကျွန်တော်ရှင်းပြချင်တာဖြစ်တာကြောင့်မလို့ English program မှာဘယ်လိုလေးတွေသွားနေလဲဘယ်လို structure လေးတွေရှိမလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီဘိုင်းမှာဆိုလို့ရှိရင်လည်းဒီကျောင်းသားတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီအောင်ပေါ့နော် full scale လို့တဲ့သူဆိုလို့ရှိရင် full scale လုံးသွားတဲ့အတန်းရှိတယ်ပြီးရင်တချို့ကြောက်လည်း speaking skill ကိုပဲအရင် focus ထားပြီးတော့သွားခြင်းတဲ့သူဆိုရင်လည်း speaking skill အတန်းလည်းရှိတယ်နော်ဒီအပြင် grammar အားနည်းတယ်ဆိုရင် grammar တည်တံ့တက်ခြင်းနဲ့ဆိုရင် grammar အတန်းပေါ့နော်အဲ့ဒါမျိုးတွေအပြင်တချို့ကြတော့လည်းဒီပညာရေးပိုင်းဟိုလိုမျိုးတက္ကသိုလ်တက်တာတွေမသွားတော့ဘဲနဲ့လုပ်ငန်းခွင်ဝင်မယ်ဒါပါတော့ tourism ဘိုင်းဝင်မယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်း customize ပေါ့နော် tourism English ပေါ့ tourism ဆိုတဲ့ဟာမျိုးတွေဒီဟာမျိုးတွေလည်းကျွန်တော်တို့ရှိမှာသင်ပေးနေတာရှိပါတယ်ပေါ့နော်ဒီသင်တန်းတွေကိုဘယ်လိုမျိုးသွားလဲဆိုလို့ရှိရင်အဓိကကတော့ Zoom live နဲ့သင်တယ် Zoom live training နဲ့သွားရတယ်ပေါ့နော်ခုနကပြောသလိုပဲအခုလက်ရှိအချိန်မှာ internet အများအားမရတာအများအားမရတာတွေဖြစ်နိုင်တာမို့လို့ကျွန်တော်တို့က flexible ဖြစ်အောင်တချို့အဲ့လိုမျိုးလုံးဝinternet တက်လို့မရတဲ့အခက်အခဲမျိုးရှိခဲ့တယ်ဆိုလို့ရှိရင် recording ပြန်ကြည့်လို့ရအောင်ကျွန်တော်တို့ Zoom အပြင်ပေါ့နော်ကျွန်တော်မှာ learning platform ရှိပါတယ် ANA learning platform မှာဒီဆရာတွေတင်တဲ့အခါမှာ recording လုပ်ထားပြီးတော့ကျွန်တော်ဒီ learning platform မှာတင်ထားတယ်ကျတော့ကျောင်းသားတွေအနေနဲ့ပြန်ကြည့်လို့ရတယ်ဟိုသင်တန်းမတက်လိုက်ရရင်လည်းပြန်ကြည့်လို့ရတယ်မဟုတ်လို့လည်းကိုယ့်ကိုဒီတက်ပြီးသားကိုလည်းပြန်ပြီးတော့အချိန်မရွေးပေါ့နော်အချိန်မွေးနေရမျိုးပြန်ပြီးတော့ဒီ internet ရတဲ့အချိန်မှာပြန်ပြီးလေ့လာလို့ရအောင်အစီအစဉ်ပေးထားတာရှိပါတယ်ဒီအပြင်ကျွန်တော်တို့ကျောင်းသားတွေပို့ပြီးတော့ဒီ extensive ပေါ့နော်ကြည်ပြည့်လေ့လာလို့ရအောင်ကျွန်တော်တို့စာအုပ်အုပ်တွေကိုသုံးတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အခြားဒီဆက်တဲ့ resource တွေသုံးဝင်မဲ့ဟာတွေကိုကျွန်တော်တို့စီစစ်ပြီးတော့ပေါ့နော် learning platform မှာတင်ပေးထားတာရှိမယ်ပြီးလို့ရှိရင်လည်းအဲ့ဒီစာတင်ပြီးသားကို recording လုပ်တာမဟုတ်ဘဲနဲ့ပေါ့အရင်ဆုံးဒီသင်ခန်းစာနဲ့သက်ဆိုင်တဲ့ဟာတွေကိုလည်းကျွန်တော်တို့ကကျောင်းသားတွေအနေနဲ့ကြိုပြီးတော့လေ့လာလို့ရအောင်ဆိုပြီးတော့ဒီ recording video တွေလည်းကျွန်တော်တို့တင်ပေးထားပါတယ်နော် learning platform မှာအဲ့ဒါလေးတွေလည်းရှိပါမယ်ဒါကတော့ English program နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သွားနေတဲ့သင်ကြားရေးပုံစံပေါ့ပြီးလို့ရှိရင်ဒီကျောင်းသားတွေနဲ့ဆရာမတွေကြားမှာလည်းအချို့ပေါ့နော်လိုအပ်တဲ့ဟာတွေကျောင်းသားတွေရဲ့လိုအပ်ချက်တွေကျောင်းသားတွေရဲ့ဒီ progress တွေပေါ့နော်တိုးတက်မှုတွေကိုကျွန်တော်လေ့လာဆန်းစစ်ဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဖွဲ့အသားတွေအနေနဲ့အများအားဒီကျောင်းသားတွေနဲ့ထိတွေ့စကားပြောပြီးတော့ပေါ့နော်လိုအပ်ချက်တွေအကြံပြုချက်တွေယူပြီးတော့လိုအပ်သလိုပြင်ဆင်တဲ့ဟာမျိုးတွေလည်းကျွန်တော်တို့လုပ်ပါတယ်အဓိကတော့ဒါ English program မှာတော့ဒီလောက်ပဲရှိမှာပေါ့နော်ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ English စာဆိုလို့ရှိရင်လည်း English စာပေါ့နော်တကယ်တခါလေးလက်တွေ့အသုံးချလို့ရတဲ့နည်းနဲ့သွားတယ်ဆရာတွေကအများကြီးပေါ့နော်ဒါတွေ input လုပ်နေတာမျိုးမဟုတ်ဘဲနဲ့ဒီကကျောင်းသားတွေဘက်ကနေပြီးတော့ practice လုပ်လို့ရတဲ့အချိန်ကိုကျွန်တော်တို့ကဖန်တီးဖို့ကျွန်တော်ကြိုးစားထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုး resource တွေအရင်ပေါ်ပြီးတော့ပေါ့နော်အရင်များပြီးတော့ရှိနေတဲ့ကာလမှာဘယ်သူမှပေါ့နော်ကိုယ့်အကူ discipline ရှိနဲ့လိုက်ပြီးတော့လေ့လာနိုင်ဖို့အခက်အခဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကဒီကိုယ့်ရဲ့သင်တန်းထဲကိုရောက်နေတဲ့အချိန်လေးမှာကျောင်းသားတွေအနေနဲ့ practice output ပေါ့နော်များပြောနိုင်ဖို့များရေးနိုင်ဖို့ကျွန်တော်တို့ကဦးစားပေးပြီးသွားတယ်ပေါ့နော်ဒီဟာကတော့ဒါကျွန်တော်တို့ကောင်းတက်မဲ့လူတွေကျွန်တော်တို့သင်တန်း join မဲ့လူတွေအတွက်ကျွန်တော်တို့သွားတဲ့ structure ပုံစံလေးပြောပြတာဖြစ်ပါတယ်တော့ကျောင်းသားတွေမဟုတ်ဘဲနဲ့အခြားသောဒီကျောင်းသားတွေအပြင်ပေါ့ကျွန်တော်တို့ရှိမှာအခွင့်အလမ်းတွေရှိအောင်မလဲဆိုလို့ရှိရင်ဒီ conversation club တွေရှိမှာပေါ့နော်ဒါကြတော့ကျောင်းတက်မှမဟုတ်ဘူးပေါ့နော်အားလုံးလာ join လုပ်ရတယ်ကျွန်တော်တို့ဒီ Sunday ပေါ့နော်ညနေနေ့တိုင်းမှာပုံမှန်
speaking လေ့ကျင့်တဲ့ conversation club တွေရှိပါမယ်ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်လာ join ဖို့လည်းဖိတ်ခေါ်ပါတယ်ဗျ conversation club ပြင်ပေါ့နော်အခြားဘာတွေရှိအောင်မလဲဆိုလို့ရှိရင်အခွင့်အလမ်းတွေအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ learning platform မှာကျွန်တော်တို့ရဲ့ model မှာပေါ့နော်ဒီ financial နဲ့ပတ်သက်တဲ့ဟာတို့နာ computer နဲ့ပတ်သက်တဲ့ဟာတို့အခြေခံသင်ခန်းစာတွေကျွန်တော်တို့ free ထားပေးတဲ့ဟာတွေလည်းရှိတယ်ဆိုတော့ဒီဟာတွေအကုန်လုံးပေါ့နော်ဒီလိုမျိုးအခွင့်အရေးတွေရဖို့ဆိုလို့ရှိရင်ဒီကနေ learning platform မှာသွားပြီးတော့လေ့လာကြည့်လို့ရတယ်အခြားသိချင်တဲ့ဟာတွေရှိရင်လည်းကျွန်တော်တို့ရဲ့ဒီ ANA Facebook Messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်